ချိန်မိနစ်40တရားထိုင်မှာဖြစ်ပါတယ်ယောဂီအားလုံးမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များနဲ့မျိုးသားများကတင်းမြင်ခွေထိုင်ပါမျိုးသမီးများလည်းတင်းမြင်ခွေထိုင်လို့ကထိုင်နိုင်ပါတယ်ကျုံကျုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်းမြင်ခွေထိုင်တဲ့အရိယာပုဂ္ဂိုလ်မှာဘယ်ဘက်ခြေထောက်ကိုအတွင်းကထားညာဘက်ခြေထောက်ကိုပြင်ကထားထိုင်တဲ့အခါမှာခြေထောက်တွေထပ်မိတာမျိုးဖိမိတာမျိုးမဖြစ်ပါစေနဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များသင်္ကန်းတွေတင်းနေကြက်နေရင်လျှော့ပေးပါအမျိုးသားယောဂီများပစိုးတွေလုံကြီးတွေတင်းနေကြက်နေရင်လျှော့ပေးပါအမျိုးသမီးယောဂီများလည်းထို့တူပါပဲအချိန်မိနစ်40တရားထိုင်မဲ့အတော်တွင်မှာမိမိတို့ရဲ့ခန္ဓာကိုယ်တည်ငြိမ်မှုရအောင်အရိယာပုရိရိမ့်ရိုင်ခြင်းမဖြစ်အောင်စိတ်တိုင်းကြပြင်လိုက်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါလက်ဆင်ပြင်ရင်လက်မထိတ်ကလေးထိထားလိုက်ပါလက်မထိတ်ထိလို့အစင်မပြင်ရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိတ်ထိခြင်းမထိခြင်းကအဓိကမဟုတ်ပါဘူးအရိယာပုငြိမ်သက်ဖို့ကအရိကပါခါကလေးကိုပုံမှန်ထားပါတရားထိုင်ပါပြီဆိုမှခါကြီးဆွဲဆန့်တာမျိုးမလုပ်ပါနဲ့ခါအနေထားကပုံမှန်ရှိနေပါစေကောင်းရှင်းမငုတ်စေနဲ့မိမိရဲ့ခန္ဓာကိုအချိုးစားအနေထားလက်အတူရှိမိမိအသေးဆုံးပါကောင်းရှင်းငုတ်ရင်ငိုက်တတ်ပါတယ်ကောင်းနောက်မလန်စေနဲ့ကောင်းနောက်လန်ရင်လည်းလဲကြတတ်ပါတယ်မျက်စိကိုဇင်းကများမိတ်ပါတရားထိုင်ပြီးဆိုမှမျက်စိကိုနင်းကန်မိတ်မထားပါနဲ့တဘာဝကြကြငကိုလေးသူ့ပုံမှန်အတိုင်းမိတ်ပေးထားပါခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းမကြသေးရင်ပြန်ပြင်ပါတရားထိုင်မဲ့အချိန်တော်တွင်မှာငါရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ငြိမ်မီလားမလုံးမရှက်မကုတ်မဖက်မရမဆောင်မဲနဲ့တည်ငြိမ်မှုရအောင်စိတ်တိုင်းမကြသေးရင်အရိယာပုဂ္ဂိုလ်ပြန်ပြင်လိုက်ပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြီဆိုရင်ငြိမ်လိုက်ပါတော့လှုပ်ဖို့မစင်စားနဲ့တော့အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြီလားကိုပြန်သုံးသပ်ကြည့်ဒီချိန်ထိုင်မဲ့တော်တွင်မှာလှုပ်ရှားမှုမရှိပဲရိမ့်ရိုင်မှုမရှိပဲမိမိခန္ဓာကိုယ်မိမိပုံစံအနေထားအချိုးကြပုံကိုစိတ်တိုင်းကြပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့ဝင်လေထွက်လေပေါ်မှာပဲအာယုံကြနေပါစေနာသီဝကိုတတိကပ်ဆိုတာစာလို့ပြောတော့တမာတတိမက်ကင်ဝင်လေထွက်လေမြင်အောင်ကြည့်ဆိုတာစာလို့ပြောတော့တမာဝါယမမက်ကင်အာယုံတစ်ပါးစိတ်မသွားစေနဲ့ဝင်လေထွက်လေပေါ်မှာပဲအာယုံကြနေပါစေဆိုတာစာလို့ပြောတော့တမာတမာတိမက်ကင်နာသီဝလေးလေးတို့ထီဝင်သွားတယ်နာသီဝလေးလေးတို့ထီထွက်သွားတယ်နာသီဝလေးလေးတို့ထီဝင်သွားတယ်နာသီဝလေးလေးတို့ထီထွက်သွားတယ်သေချာကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါဝင်လေထွက်လေကိုပြင်းပြင်းကြီးလည်းမရှူပါဘူးတဲ့ဝင်လေထွက်လေကိုပြင်းပြင်းကြီးရှူထုတ်တော့မောလာတတ်တယ်ဝင်လေထွက်လေကိုဖြည်းဖြည်းလေးလည်းမရှူပါဘူးတဲ့ဝင်လေထွက်လေကိုဖြည်းဖြည်းလေးရှူရင်တိမ်မွေလွန်းလို့မသိတာဘူးတဲ့သူ့တဘာဝကြကြငကိုရှိပြီးသားဝင်လေထွက်လေလေးကိုတဘာဝအတိုင်းပါပဲတဲ့ပုံမှန်ရှူပါပုံမှန်ထုတ်ပါနာသီဝလေးလေးထိကဝင်ရင်ဝင်သွားတဲ့သဘောနာသီဝလေးလေးထိကထွက်ရင်ထွက်သွားတဲ့သဘောရှိပြီးသားဖြစ်ပြီးသားအဲ့ဒီအရှိတရားအဖြစ်တရားကိုတတိလေးနဲ့ကပ်ပြီးကြည့်ပေးနေုံပဲဝင်လေဘက်မှာလဲထွက်လေဘက်မှာလဲရှာပြီးတော့ရှုစရာလည်းမလိုဘူးတဲ့လိုက်ပြီးတော့ရှုစရာလည်းမလိုဘူးတဲ့တတိလေးနဲ့တိတိပေးနေုံပဲတဲ့တေချာကြည့်လိုက်ပါနာသီဝမှာလေးလေးကထိခတ်ပြီးတော့ဝင်သွားတဲ့သဘောလေး
သဘောလေးလို့ပြောတာနော်နာသီဝမှာလေးလေးကထိခတ်ပြီးထွက်သွားတဲ့သဘောလေးအော်ဝင်လေးပါလားအော်ထွက်လေးပါလားတို့ရဲ့နာသီဝမှာထိခတ်ပြီးတော့ဝင်သွားတယ်တို့ရဲ့နာသီဝမှာထိခတ်ပြီးတော့ထွက်သွားတယ်ဒီသဘောလေးကိုတတိနဲ့ကပ်ကြည့်ပေးနေုံပဲတတိထားဝရိယစိုက်အာယုံတစ်ပါးစိတ်မသွားစေနဲ့တရားရှုမှတ်ပြီးဆိုမှစိတ်တွေတွေးတာမျိုးအဝေးထွက်သွားတာမျိုးလွင့်တာမျိုးမဖြစ်ပါစေနဲ့ဒီခန္ဓာကြီးကိုကမ္မထာအယုံပေါ်တင်လိုက်ပြီးဆိုရင်လာပြီးခဲ့တဲ့အတိတ်တွေပြန်ပြီးတော့အောင်းမေးလို့အောင်းမေးမရောက်သေးတဲ့အနာဂတ်ကိုမှန်းမျောလို့မျောနဲ့စိတ်များတိတ်ကြောက်เสียကောင်းပါတယ်ခန္ဓာကိုယ်ရိယဘုတ်တည်တည်ချာချာကြာနာနာထိုင်ပါပြီဆိုမှကဲရှိဥစွာသမထကိုထူထောင်တော့မယ်ဝင်လေထွက်လေကိုရှုမှတ်တော့မယ်ဆိုမှဒီစိတ်ကဟိုပြေးလိုက်ဟိုပြေးလိုက်ဟိုလွင်းလိုက်ဟိုလွင်းလိုက်နဲ့သွားခြင်းဟာသွားခြင်းနဲ့ပြေးခြင်းဟာပြေးခြင်းနဲ့အဲ့ဒီစိတ်ကိုခန္ဓာအပြင်ဘက်မထွက်အောင်တတိနဲ့ထိန်းထားတတိရှိရင်တတိဆွဲရင်တတိမြဲရင်နာသီဝဝင်လေထွက်လေကိုအထင်ရှားအမြင်သာတွေ့နိုင်ပါတယ်တေချာကြည့်လိုက်ပါအခုလက်တွေ့ကြကြအားထုတ်နေတာပဲနာသီဝမှာလေးလေးအထိကပ်ပြီးဝင်သွားတယ်နာသီဝမှာလေးလေးအထိကပ်ပြီးထွက်သွားတယ်တေချာကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါစူးစိုက်ကြည့်တာသမထတဲ့အဲ့ဒီနာသီဝဝင်လေထွက်လေလေးကိုတတိနဲ့စူးစိုက်ပြီးကြည့်ပြီးသိပေးနေတဲ့အချိန်မှာသမ္မာတတိသမ္မာဝါယမသမ္မာသမာဓိဆိုတဲ့တမာရိမကင်၃ပါးဝမ်းထဲမှာကိန်းနေပါပြီတန်ဖိုးကြည့်လိုက်တာတို့များလောကလယ်မှာယုံကံရှာဖွေသွားလာနေတော့ကဝင်လေရှိမှမသိထွက်လေရှိမှမသိဝင်လေဖြစ်မှမသိထွက်လေဖြစ်မှမသိတမာဓိဆိုတာငါတို့နဲ့အဝေးကြီးပါလားတမာဓိဆိုတာဘာပြောလို့ပြောမှမသိပဲနဲ့ဝင်လေထွက်လေကိုဘလို့ရှုရမှမသိပဲနဲ့လောကထဲမှာအကျိုးမဲ့အခြေအနေအသက်ရှင်ခဲ့တာပါလားတို့ကမသေးသေးလို့အသက်ရှင်နေတယ်လို့ထင်တာအယူမှားပုံပြောပါတယ်တကယ်တော့ယောဂီတို့မသေးသေးလို့အသက်ရှင်တာမဟုတ်ဘူးဝင်လေထွက်လေတစုံရှိလို့အသက်ရှင်နေတာအဲ့ဒီဝင်လေထွက်လေကိုလည်းရှိတာကိုပုဂ္ဂိုလ်တိုင်းတတ္တဝါတိုင်းမသိကြဘူးတဲ့ဘယ်သိမလဲတမာတိဖြစ်အောင်မှမလုပ်ကြတာအဲ့ဒီတမာတိရအောင်မလုပ်တဲ့ကကြတော့ဝင်လေဝင်မှမသိထွက်လေထွက်မှမသိအဲ့ဒီမသိတာအဝိဇ္ဇာပဲစာလို့ပြောတော့မောဟဘဝအမှောင်ကြခြင်းလို့အဓိပ္ပာယ်ရတယ်ဝင်လေထွက်လေလည်းရှိမှမသိဘူးဝင်လေထွက်လေလည်းဖြစ်မှမသိဘူးမသိနဲ့လောကထဲမှာအသက်ရှင်နေကြတာအဝိဇ္ဇာဥစည်းပြီးတော့ငါဘဝငါခန္ဓာကြီးအမှောင်ကြနေပါလားတန်ဖိုးကြည့်လိုက်တာအခုမိမိရဲ့ခန္ဓာကိုအရိယဘုကြီးကိုကမ္မထာအာယုံပေါ်တွန်းတင်လိုက်မှအော်ဝင်လေလေးပါလားအော်ထွက်လေလေးပါလားနာသီဝမှာတွန်းတိုက်ပြီးဝင်သွားတဲ့သဘောလေးတွန်းတိုက်ပြီးထွက်သွားတဲ့သဘောလေးအော်လက်ဆက်သတ်တော်တို့ဝင်လေထွက်လေတစုံရှိလို့အသက်ရှင်တာကိုတန်ဖိုးကိုကောင်းကောင်းအသုံးချတတ်လာပါတယ်ယောဂီတို့အမြင်ပဲသေးသွားတဲ့မတာကိုနှာခေါင်းနဲ့နားလေးနဲ့ကပ်ကြည့်လိုက်ဝင်လေလည်းမရှိတော့ဘူးထွက်လေလည်းမရှိတော့ဘူးဝင်လေလည်းမဖြစ်တော့ဘူးထွက်လေလည်းမဖြစ်တော့ဘူးဩတကယ်တမ်းကျတော့ဝင်လေထွက်လေတစုံမရှိလို့သေသွားတာကိုအဲ့ဒါလိုလောကလည်းမှာအချီးနှီးသေဆုံးခြင်းမဖြစ်အောင်အလကားသေဆုံးခြင်းမဖြစ်အောင်မိမိတို့ရဲ့နှာသီးကဝင်လေထွက်လေလေးကိုတတိနဲ့ကြည်တတ်ဖို့လိုပါတယ်